social media တွေမှာ marketing စလုပ်တော့မဲ့လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းအတွက်ဘယ် social media platform ကိုရွေးချယ်သင့်လဲဆိုတော့ဒီ topic လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ရှင်းပြပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားရဆိုရင် video လေးကိုစောပြီးကြည့်ပေးပါမင်္ဂလာပါမောင်ရုံရှင်ပါ UCC Marketing Agency ရဲ့ founder ပါကျွန်တော်ဒီနေ့တော့ဒီ social media မှာ marketing လုပ်ချင်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ပေါ့နော်ဒီကိုယ့်လုပ်ငန်းဒီ product or service ကိုပေါ့နော် social media မှာကြော်ညာလုပ်ချင်တဲ့အခါ marketing လုပ်ချင်တဲ့အခါပေါ့နော်ကျွန်တော်တို့ကဒီ Facebook ကိုတွားမှာလားဒီ TikTok ကိုမှာပဲနေရမှာလားဒါမှမဟုတ်ကျွန်တော် YouTube ပဲတက်မှာလားပေါ့နော်ဆိုတော့ဘယ်လိုမျိုးတွားမှာလဲဆိုပြီးတော့ကျွန်တော်စီလာမေးကြရရှိရပေါ့ဆိုတော့ဒီလိုမျိုးလုပ်ငန်းရှင်တွေအတွက်ကျွန်တော်ကဒီ၃ချက်ပေါ့နော်ဒီ၃ချက်နဲ့ကျွန်တော်ချင်းချင်းပြီးတော့စဉ်းစားကြည့်ဖို့ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်ဆိုတော့၃ချက်ထဲမှာကျွန်တော်ပထမဆုံးတစ်ချက်ပေါ့နော်ဆိုတော့ကျွန်တော်ပထမဆုံးတစ်ချက်ကတော့ဗာလဲဆိုတော့ကျွန်တော်ရဲ့ customer တွေကဘယ်သူတွေဖြစ်မှာလဲပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ customer တွေတတ်မှတ်ဖို့လိုပဲပေါ့နော်ဆိုတော့ target customer တွေကဘယ်သူလဲပေါ့နော်ဆိုတော့target customer တွေကမှာထားပါတော့ကျွန်တော်တို့ဒီယောက်ျားလေးဆိုရှင်လည်းယောက်ျားလေးအသက်အရွယ်ပေါ့နော်ဘယ်အသက်အရွယ်ကဘယ်လောက်ကနေဘယ်လောက်ထိဖြစ်မှာလဲပြီးရင်ကျွန်တော်တို့ဘယ်မျိုးနေရာ customer ဖြစ်မှာလဲပေါ့နော်ဆိုတော့ဒီ target customer ရဲ့အသက်အရွယ်ကျွန်တော်သိရပြီမယောက်ျားလေးလားမိန်းကလေးလားကျွန်တော်သိရပြီနောက်တစ်ခုကကျွန်တော်ဘယ်မျိုးနေရာလဲဆိုတာသိရပြီပေါ့နော်ဆိုတော့ဒီလိုမျိုး customer သိရပြီဆိုရင်ဒါအချမ်းပြအဖြစ်တာtarget ကို specify လုပ်လိုက်ပြီပေါ့နော် target specify လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့အသက်အရွယ်တစ်ခုထားပါတော့ကျွန်တော်30ကနေ40ကျအသက်အရွယ်ရှိတဲ့ယောက်ျားလေးကိုကျွန်တော် target ထားမယ်အဲ့ဒါမှရန်ကုန်မှာရှိတဲ့30ကနေ40ဝန်းကျင်ရှိတဲ့ယောက်ျားလေးတွေကိုကျွန်တော် target ထားမယ်ဆိုရင်ဒါကျွန်တော်ရဲ့ customer သိရပြီပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်ပထမဆုံးကဒါ customer ကို target ထားရပေါ့နော် target ထားတဲ့ customer ကိုကျွန်တော် specify လုပ်ပေးတယ်ပေါ့နောက်တစ်ခုဒုတိယတစ်ချက်ကကျတော့ကျွန်တော်တို့ဒီ customer ကိုကျွန်တော်တို့ဒီလုပ်ငန်းဒီ product or service ကနေပြီးကျွန်တော်တို့ဘယ်လိုမျိုးကူညီပေးမှာလဲပေါ့နော်ဆိုတော့ဆန္ဒကကျွန်တော်တို့သတ်မှတ်ထားတဲ့ customer ပေါ့နော်30နဲ့40ကျရှိတဲ့ဒီယောက်ျားလေးတွေရန်ကုန်မြို့မှာရှိတဲ့ယောက်ျားလေးတွေကိုကျွန်တော်တို့ရဲ့ဒီ business ကပေါ့နော် product နဲ့ service ကကျွန်တော်တို့အင်ကြီးရောက်မှာလားဒါပေါင်းမီရောက်မှာလားဒါမှမဟုတ်အားရောက်မှာလေပေါ့နော်ဆိုတော့သူတို့အတွက်ဒီကျွန်တော်တို့ရဲ့ product or service ကဘယ်လိုမျိုးကူညီပေးမှာလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကဒါ specify လုပ်ဖို့လုပ်မယ်ပေါ့နော်ဆိုတော့ထားပါတော့ကျွန်တော်စနကတတ်မှတ်ထားလိုက်တဲ့ဒီ customer အတွက်ဆိုရှင်ကျွန်တော်ကဒီရန်ကုန်မြို့မှာရှိတဲ့ customer အတွက်ဆိုရှင်ကျွန်တော်အင်ကြီးရောက်မယ်ပေါ့နော်ဆိုအင်ကြီးကိုမှကျွန်တော်ဈေးသက်သာလုံးနဲ့ရောက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တတ်မှတ်လိုက်ပြီးတော့ဈေးသက်သာနဲ့ယောက်ျားလေး3အင်ကြီးကိုအသက်30နဲ့40ကျရှိတဲ့ရန်ကုန်မြို့မှာရှိတဲ့ဒါယောက်ျားလေးအတွက်ကျွန်တော်ရောက်မယ်ဆိုပြီးတတ်မှတ်လိုက်ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့target customer ကိုကျွန်တော်တတ်မှတ်လိုက်ပြီးပြီးတော့ကျွန်တော်တို့ဘယ်လိုကူညီပေးမှလဲဆိုတာလည်းကျွန်တော်တတ်မှတ်လိုက်ပြီပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကဘယ်မှာရှိနေမှလဲဆိုတာလည်းကျွန်တော်တတ်မှတ်ရပြီပေါ့နော်ဘယ်မှာရှိနေမှလဲဆိုတာဒါကျွန်တော်မြို့နယ်ပြောပို့ပေါ့နော်ဆိုတော့ဘယ် social media platform တွေမှာရှိနေမှလဲပေါ့ဥပမာကျွန်တော်တို့ရဲ့ခဏလေးမျိုးပေါ့တတ်မှတ်လိုက်တဲ့ဒီ target customer တွေပေါ့နော်အသက်30နဲ့40ကျ customer တွေကသူတို့ကဒီ Facebook မှာပဲတည်တံ့ကြိုက်တယ်အသက်30နဲ့40ဆိုရင်ကျွန်တော်ဒီ Facebook မှာပဲဒီပေါ့ပါလေးနေရတာကြိုက်တဲ့သူတွေလားဒါမှမဟုတ်ဒီ TikTok မှာပဲ video content တွေကိုကျွန်တော်ကြည့်နေရတာကြိုက်တဲ့သူလားပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ target ထားတဲ့ customer တွေကဒီလိုမျိုး social media platform တွေမှာသုံးတာကြိုက်သေးဆိုတာကိုကျွန်တော်တို့ကဒါ analysis လုပ်ရမယ်ပေါ့နော်လိုက်ကြည့်ရမယ်ဆိုတော့သူတို့ Facebook ကိုကြည့်ရတာကြိုက်တယ် Facebook ကိုသုံးရတာကြိုက်တယ်ဆိုရင်ကျွန်တော်က Facebook မှာသူတို့ကြိုက်တဲ့ဒါဒီ content တွေကျွန်တော်ကဖန်တီးရမယ်ပေါ့နော်ဒီလူတွေကြိုက်တဲ့ကျွန်တော်တို့ content တွေကျွန်တော် design တွေကျွန်တော် video တွေ ဖန်တီးမယ်ပြီးရင်ကျွန်တော်နောက်ဆုံးအနေနဲ့ဒါဒီလိုစီကိုရောက်ဖို့အတွက်ဆိုရင်ကျွန်တော်ကဒီ media ဘိုင်းပေါ့နော် boosting လုပ်တဲ့အပိုင်းတွေကျွန်တော်ကစီစဉ်ရမယ်ပေါ့ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ကလည်းရောင်းချင်တဲ့ social media platform ကိုမသိဘူးဆိုရင်ကျွန်တော် target ထားတဲ့ customer တွေအရင်ဆုံးပြန်ပြီးတော့စစ်ကြည့်ပါ target customer ထားတဲ့ customer တွေရပြီဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးကူညီပေးမှလဲဆိုတော့အဖြေရှာပါနောက်ထပ်အဖြေရပြီဆိုရင်ကျွန်တော်တို့ဘယ်မှာရှိတယ်လဲဆိုတာမျိုးကျွန်တော်ရှားမယ်ပေါ့နော်ဆိုတော့သူတို့ရှိထားတဲ့နေရာတွေကိုကျွန်တော်သိရပြီဆိုရင်ဒါကျွန်တော်တို့ရှိတဲ့နေရာကိုကျွန်တော်ရောက်အောင်သွားပြီးတော့သူတို့သိအောင်ကျွန်တော်ရဲ့ service product or service ကိုသိအောင်ကြော်ညာလုပ်ပါပေါ့နော်ဆိုတော့ကျွန်တော်တို့ customer ကိုဒီ marketing လုပ်တဲ့အခါကျလို့ရှိရင်ဒီဘယ် platform ကိုရွေးရမလဲမသိဘူးဆိုလို့ရှိရင်ဒီ၃ချက်နဲ့ကျွန်တော်အရင်ဆုံးစစ်ဆေးကြည့်တင်ပါဗျာဆိုတော့ဒီနေ့ topic လေးကအကုန်လုံးအတွက်အကျိုးရှိမယ်လို့ပြောနေတယ်ဆိုတော့ကျွန်တော်အနေနဲ့နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးmarketing နဲ့သက်ဆိုင်တဲ့ content လေးကိုဖန်တီးပေးတော့မှာဖြစ်ပါတယ်အဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်